ကျွန်တော်ရဲ့တနင်္သာဟောင်းတယောက်မိထားတဲ့ဟာလေးကျွန်တော်နည်းနည်းလေးပြင်ပြပြပေးချင်ပါတယ်ကျွန်တော်တို့ကအိတ်ဆွဲမှာကျွန်တော်တို့ကအပေါင်းတို့အမြောက်စားတွေကျွန်တော်တို့ပုံမှန်တွက်မယ်ဆိုလို့ကျွန်တော်တနင်္သာရဲ့အားလုံးလည်းတွက်တတ်သလိုကျွန်တော်တို့ပုံမှန်အပြစ်မှာအသုံးပြုနေတဲ့ကိန်းကနန်းတွေဆိုလည်းပုံမှန်ကျွန်တော်အပေါင်းတို့အမြောက်စားရတွက်တတ်တယ်သို့ပေမဲ့ကျွန်တော်တို့ကအခုလိုမျိုးပိတ်တာတွေကြက်တွေပြားတွေပါလာတဲ့အခါမှာကျွန်တော်တို့ကနည်းနည်းဘောနော်ဒီအပေါင်းတို့အမြောက်စားလုပ်တဲ့အခါမှာဇဝေးဇဝါဖြစ်သွားတာမျိုးရှိတယ်ဗောနော်ဆိုတော့အဲ့ဒါလေးကိုမဖြစ်အောင်ကျွန်တော်ကဒီမှာဥပမာလေးနဲ့ပြောပြပေးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တကယ်တော့ရေးထားတာတစ်ဆိုတာကိုပဲကျွန်တော်ကရေးထားပါနောက်ကပိတ်တာဆိုတာကျွန်တော်ကထည့်ပြီးတော့format ထဲမှာကျွန်တော်တခါတည်းထည့်သွင်းလိုက်တဲ့သဘောပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်ဒီပိတ်တာဆိုတဲ့ format ကိုကျွန်တော်တို့ဘယ်လိုထည့်ရလဲဆိုတာကိုဒီသင်ခန်းစာမှာကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပိတ်တာမှမဟုတ်ဘူးဒီနေ့မှာကြက်တို့ပြားတို့ကြိုက်တဲ့အကူရေးချင်တဲ့စာသားတစ်ခုကိုကျွန်တော်ကအစားထိုးပြီးထည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာပုံမှန်တွက်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်ဒီဘက်ဘေးမှာဥပမာတွက်ပြမယ်ကျွန်တော်ကတပိတ်တာတွက်မယ်ပေါ့နော်တပိတ်တာဆိုလို့ရှိရင်ကျွန်တော်တပိတ်တာရဲ့စီကဥပမာပေါ့1000ဆိုကြပါတော့1000ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ထဲမှာတပိတ်တာဘယ်လောက်လဲကျွန်တော်မြောက်မယ်ဆိုရင်ညီမချင်းတည့်ရဲ့ကျွန်တော်တို့ကအမြောက်တပိတ်တာရဲ့ဆိုပြီးကျွန်တော်မြောက်လိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာတပိတ်တာတန်ကြီး1000ဆိုတော့ကျွန်တော်ထွက်လာမယ်ပေါ့ဆိုတော့ဒီမှာကျွန်တော်ကနှစ်ပိတ်တာလို့ပြောင်းလိုက်မယ်ဆိုပြီးရင်ဒီမှာ2000ဆိုတော့ auto ကျွန်တော်တို့က system နဲ့တွက်ပြီးမှဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ပုံမှန်ပါနောက်မှာစာသားရေးပိုင်းမပါဘူးပေါ့တကယ်လို့အဲ့လိုမဟုတ်ဘူးကျွန်တော်ကဒီနေရာမှာနဲ့ပိတ်တာဆိုပြီးကျွန်တော်ရေးလိုက်တယ်ဆိုကြပါတော့ဒါဆိုလို့ချင်းကျွန်တော်ကဒီမှာ value ဖြစ်သွားပြီပေါ့နော်ဆိုတော့ဒါ formula ချိန်လို့မရတော့ဘာကြောင့်လဲဆိုတော့ကျွန်တော် formula ချိန်မယ်ဆိုလို့ရှိရင်ဒီမှာစာသားတွေပါနေရင် formula ချိန်လို့မရတော့ဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာပိတ်တာဆိုတဲ့စာသားကိုကျွန်တော်တို့က format ထဲမှာတခါတည်းထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွက်လို့ရသွားအောင်ကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တကယ်ရေးရတာတော့1ပဲကျွန်တော်ရေးတာဖြစ်ပါတယ်ဒီမှာတကယ်ရေးရတာကျွန်တော်0ရေးရတယ်ဒီမှာတကယ်ရေးတာ0.4ကျွန်တော်ပိတ်တာပေါ့နော်0.4ပိတ်တာဆိုတာအကျန်းအဖြစ်ဆိုတော့40ကျက်တာကိုကျွန်တော်ယူညွှန်းနိုင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီပိတ်တာရဲ့ format ကိုထည့်ဖို့အတွက်ကျွန်တော်ဒီမှာ0တလုံးအရင်ရေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်0ပဲရေးရတယ်ဆိုတော့ဒီ0ရေးရတဲ့ကွက်ကိုကျွန်တော်ဒီnumber format တွေကိုကျွန်တော်ဝင်လိုက်မယ်ပြီးရင် custom နဲ့ဝင်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီမှာ0ပုံမှန်ဆိုတော့ဒီနေရာမှာ0တလုံးပဲရှိလိမ့်မယ်เนาะကျွန်တော်တို့ဒီမှာ0တွေများနေရဆိုတော့ဒီနေရာမှာ0ပိတ်တာဆိုတဲ့စာသားပုံမှန်ရှိမှာမဟုတ်ဘူးကျွန်တော်စောစောထည့်ထားလို့ရှိနေတာဆိုတော့ဒီနေရာမှာပုံမှန်ဆိုဒီလို0တလုံးပဲဖြစ်နေလိမ့်မယ်ဒီလို0တလုံးပဲဖြစ်နေကျွန်တော်ကဒီနေရာမှာတော့3.3ဆိုပြီးကျွန်တော်ထည့်ပေးလိုက်မယ်မြန်မာလိုအလုံးမထည့်နဲ့3.3ဆိုအင်္ဂလိပ်လိုထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်နောက်မှာကိုကကြက်လို့ရေးချင်တာလားဒါမှမဟုတ်ကျွန်တော်ပိတ်တာရေးချင်တာလားကျွန်တော်တမူကြက်သားရေးချင်လားကိုကြိုက်တာရေးလို့ရပိတ်တာဒါဆိုလို့ရှိရင်ဒီပိတ်တာဆိုတဲ့စကားလုံးကကျွန်တော်ကဒါ format အနေနဲ့ဖြစ်သွားမှာပေါ့နော်ဆိုတော့ကျွန်တော်ကပြီး okay ရေးလိုက်မယ်ဒါဆိုရင်ဒီမှာပိတ်တာဖြစ်သွားပြီဒါပေမဲ့ကျွန်တော်ဒီမှာတကယ်ရေးရတာကျွန်တော်0ပဲရေးတာဖြစ်ပါတယ်ကျွန်တော်ဒီမှာပြန်ရေးပြမယ်0ဒီမှာပိတ်တာဖြစ်ပါတယ်ကျွန်တော်ဒီမှာ5ရေးလိုက်မယ်ဒီမှာ5ပိတ်တာ6ရေးလိုက်မယ်ဒီမှာ6ပိတ်တာဆိုပြီးပုံမှန်ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး format ထည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကအပေါင်းလုံးအမြောက်စားရေးလုပ်လို့ရပြီဖြစ်တဲ့အတွက်ကျွန်တော်ကဒီတပိတ်တာရဲ့စီနိုးရဲ့မြောက်မယ်ဆိုရင်တပိတ်တာရဲ့တန်ကြီးရမယ်ဒီမှာ40ကျက်သားနဲ့ကျက်သားရဲ့တန်ကြီးကိုမြောက်မယ်ဆိုရင်40ကျက်သားရဲ့တန်ကြီးရမယ်ဒီမှာတပိတ်တာရဲ့တန်ကြီးကဘယ်လောက်လဲ18000ဖြစ်တယ်ဆိုချင်း0.40ပိတ်တာဆိုတာ40ကျက်သားဆိုတော့ပါ40ကျက်သားဒီမှာ9200ဖြစ်သွားမယ်ပေါ့ဒါကတော့အခြေခံကျွန်တော်ကပိတ်တာရဲ့ကျက်သားတွေကျွန်တော်အခြေခံသဘောတရားနဲ့ပဲ basically ပဲကျွန်တော်တွက်ပြတာပဲဖြစ်ပါတယ်အားလုံးပဲဒီသင်ခန်းစာလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုလို့ကျွန်တော် like and follow လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုချင်ပါတယ်